ပါရှင်18 live မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့အတင်ပြောပြချင်တဲ့အကြောင်းအရာကတော့မနက်ပိုင်းဆိုလို့ရှိရင်အမြဲတမ်းဝစ်လျှော်ပေးရတာဘယ်လိုကောင်းတဲ့အကြောင်းရင်းဒါပေမဲ့အဲ့လိုမျိုးလျှော်ပေးတဲ့အတွက်ကြောင့်မလို့လက်ကလေးတွေပျက်စီးပါတယ်ကျွန်မဆိုလက်ကလေးတိတိကျကျကိုဘောနော်ပြီးတော့ skin မကဲဖြစ်ဘူးဆိုလို့ရှိရင်လက်ခါမှာတော်တော်တိတိကျကျကိုပျက်စီးရပေါ့နော်ပျက်စီးရတဲ့အတွက်ကြောင့်မလို့ကမ်ကဲကဘယ်လောက်နည်းနေဘယ်လောက် soft ဖြစ်အနည်းဆုံးတော့နှစ်ထိတာဖြစ်တဲ့ကြောင့်ဒီမှာဆိုလို့ရှိရင်ဒီ hand cream လေးပြန်လိမ့်ပါတယ် hand cream နဲ့ဒါကတော့ head the face shot ကhand cream ပေါ့နော်ကျွန်မအနက်လေးကြိုက်လို့ဒီဟာလေးသုံးတာဒါပေမဲ့ကျန်တဲ့ hand cream မျိုးစုံနဲ့သုံးလို့ရပါတယ်ကျွန်မတို့ကတော့ဒီ hand cream လေးကိုသုံးနေဆိုတာကိုပြပြတာပါ hand cream လေးကိုပြန်လိမ့်နေ hand cream အကယ်၍မသုံးဖြစ်တော့ဘူးဟိုမဖြစ်ဘူးဆိုလို့ရှိရင်ကျွန်မဘာလို့သေးလဲဆိုတော့ဒီမှာပါဟိုတကြားပေါ့နော်ခဏလေးနော်အဲ့တကြားကိုယူပြီးတော့အဲ့လိုမျိုးနည်းနည်းယူပြီးတော့လက်မှာအရင်ပုတ်လိမ့်လိုက်ပြီးတော့အဲ့လိုမျိုးပေါင်းတင်တယ်လို့ပြီးတော့ဟိုတကြားနဲ့အရင်လက်ဆေးလိုက်တာပေါ့ပြန်ပြီးတော့နူးညံလက်ဆေးခြင်းဆိုတာလည်းမျိုးကျမတို့ကမြန်မာလူမျိုးတွေမှာလည်းဘေးတင်ကိန်းကနန်ရလက်ကလေးနူးညံနေလို့ရှိရင်လက်ကလေးဟိုဘောနော်လှပနေလို့ရှိရင်နူးညံ့နေလို့ရှိရင်မင်မေတွေကတော့လှပနိုင်မှာမဟုတ်ပါဘူးမြင်တယ်လောက်ကင်ဟိုအပြတ်ကျမလည်းမလှပါဘူးအဲဒီအတွက်ကြောင့်မလို့ဟိုအနည်းဆုံးလက်ကလေးနူးညံ့နေလို့ရှိရင်ငွေဝင်တယ်ငွေမြဲတယ်ဆိုတော့ဘောနော်အယူဆရှိရပေါ့နော်အဲယူဆအတွက်ရောပြီးတော့ကိုသားသမီးတွေကိုကင်လိုက်လို့ရှိရင်နွေးနွေးထွေးလေးပိုဖြစ်စေခြင်းနဲ့စံနာအတွက်ရောကျမကတော့ဟိုhand cream တော့အမြဲလိမ့်နေ hand cream မလိမ့်နိုင်လို့ရှိရင်ဘောနော်ကိုပါချန်နဲ့ကိုပေါ့နော်အဲဆိုလို့ရှိရင်တော့တကြားလေးကိုဒီမှာလက်ကလေးမှာရှင်ပုတ်ပြီးတော့မှရေလေးဆေးပါတယ်ပြီးတော့မှနည်းနည်းပေါ့နော်ဟိုကက်စီဖြစ်နေရဲဆိုလို့ရှိရင်ကျန်တဲ့ဟိုဟာလေးနဲ့ပြန်ပြော့ဆက်ပြဟိုပေါ့နော်ဆက်ပြလေးနဲ့ပြန်ပြီးဆေးရပေါ့ဒါပေမဲ့အဲ့မှာအဲ့ဒါ mac လို့ကျမဘာလို့တွေလုပ်လို့ရတယ်ဆိုတာလဲဒီမှာชี้ပေးထားမယ်ပေါ့နော်ဟိုဖတ်ကြည့်လို့ရပါတယ်မတို့ရဲ့အကြံဉာဏ်တွေလည်းမတို့ဘယ်လိုလုပ်ဖြစ်တယ်ဆိုတာလဲကျမကိုပြောပြပါ sharing လုပ်ပေးသွားပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်တတနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်